စင်ရနွမ်းပါပေမဲ့ဗုဒ္ဓစာပေလေးလာလိမ္မာရင်ကျေးလို့တသက်တာပညာသင်စရိတ်နဲ့သိန်းထောင်ချီတန်တဲ့မြေခွက်ကိုပိုင်ဆိုင်သွားတဲ့အမတ်ဤကြပြုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မိသားစုကစင်ရနွမ်းပါပေမဲ့စာတော်ပြီးတော့ထူးချွန်ကောင်ဘာသာရေးလိုက်စားလို့သူသားဆောင်လင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာဆုရရှိသွားတာကတော့ဤကြပြုပါအခုဆိုရင်သမီးလေးအကြပြူကိုထင်ရှားတဲ့ဆရာတော်တန်ကတော့ဖုံဖုံတွေနာမည်ကြီးအနုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တထေးတွေကများပြားတဲ့ပမာဏနဲ့အစုချင်းမြင့်နေပါတယ်။သမီးလေးအကြပြူကိုဂုံတူးအိမ်ကိုပိုင်အထက်တန်းကျောင်းက Grade 9ကနေ Grade 12အထိအခမဲ့ပညာသင်ကြားခွင့်ပေးလိုက်ပါတယ်။ဒါအပြင်လမ်းဘေးကစင်ရသားကျူးကျော်တဲလေးမှာလျှက်စစ်မရှိဘဲနေခဲ့ရတဲ့သမီးလေးအကြဖြူကအခုခါမှာတော့သိန်းထောင်ချီတန်းတဲ့မြေခွက်ကြီးနဲ့အတူမကြခင်မှာပဲအိမ်ကြီးတစ်လုံးကိုပိုင်ဆိုင်ခွင့်ရတော့မှာပါဒါကလည်းအကြဖြူကအသက်ငယ်ငယ်ရွယ်နဲ့ဗုဒ္ဓဝင်စာပေတွေကိုလိုက်စားပြီးတော့ထူးချွန်ထက်မြက်ပြီးဖရာတရားတန်ကရတနာမြတ်၃ပါးကိုရိုသေကိုးကွယ်စီကတ်တဲ့သမီးငယ်လေးဖြစ်လို့အကျိုးပေးတာဖြစ်ပါတယ်သမီးလေးအကြဖြူကငယ်စဉ်ကတည်းကဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာခဲ့ရပါဒါပေမဲ့လည်းပညာရေးမှာထူးချွန်ထက်မြက်တယ်လို့သိရပါတယ်။အကြဖြူကငယ်စဉ်ကတည်းကဗုဒ္ဓစာပေတွေကိုလိုက်စားတာပါ။ဒါကြောင့်လည်းသမီးလေးဟာအတန်းတိုင်းမှာဆုတွေရရှိခဲ့ပါတယ်။အခုခါမှာတော့သမီးလေးအကြဖြူကကိုရန်ကျောင်းသူအရွယ်ကိုရောက်ရှိနေပါပြီ။ဒီလိုနဲ့သမီးလေးအကြဖြူဟာဆရာတော်ဘုရားကြီးတွေဦးစီးတဲ့သူသားဆောင်လေဗုဒ္ဓဝင်ပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်ခဲ့ပါတယ်။သမီးလေးဟာဗုဒ္ဓစာပေတွေကိုဆရာတော်ကြီးတွေလိုမျိုးသိရှိနားလည်နေရကြောင်းသူသားဆောင်လင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုသိန်း200ကိုရရှိသွားတာဖြစ်ပါတယ်။ဒါကြောင့်ဆင်းရဲပေမဲ့အသိပညာထက်မြက်ပြီးတော့ဘာသာရေးလိုက်စားတဲ့သမီးလေးအကြဖြူကိုအားလုံးကချီးကျူးကြပါတယ်။အလုံးတိကျတဲ့ယနေ့ခေတ်ချိန်မှာလူငယ်လူရွယ်တွေဟာအင်တာနက်သုံးစွဲပြီးတော့အတုမြင်အသက်တင်တိုင်းတစ်ပါးကယဉ်ကျေးမှုအချင်းစရိုက်တွေနဲ့တော်တော်လေးကိုအကျဉ်းစာရိတ္တပျက်စီးနေပါပြီ။အခုရပိုင်းမှာဆိုရင်မြောင်းများမျိုးကအခြေခံပညာကျောင်းတစ်ခုမှာအုပ်စုလိုက်အနံကျင်းမှုတွေတောင်ဖြစ်ပွားခဲ့ရပါဒီလိုလူငယ်တွေပျက်စီးနေတဲ့ခေတ်မှာတန်ဖိုးရှိတဲ့သမီးကောင်းရတနာလေးဖြစ်တဲ့မက်အေးကြဖြူကိုအားလုံးကဝိုင်းပြီးတော့ချီးမြှောက်ပေးနေကြပါတယ်။အကြဖြူကိုဆရာတော်တန်ဃာတော်တွေကလည်းသိန်း200ကျော်နဲ့ဗုဒ္ဓဂါယာကိုဖျားဖူးခွင့်နဲ့အတူနိုင်ငံကျော်ရုပ်ရှင်မင်းသားခန့်စီသူနာမည်ကြီးဒုနိုင်ရတနာရွှေဆိုင်နဲ့တခြားသောနာမည်ကြီးအနုပညာရှင်တွေကပါဆုချီးမြှင့်ခဲ့ပါတယ်။ဒါအပြင်တန်ဃာတော်အရှင်သူမြတ်တွေနဲ့အလူရှင်တွေစေတနာရှင်တွေကမက်အကြဖြူကိုသိန်း1000တန်မြေခွက်ဝယ်ယူပြီးတော့လှူဒန်းလိုက်ပါတယ်။ဒါကလည်းအကြဖြူတို့မိသားစုမှာအခုချိန်ဒီကိုပိုင်အိမ်မရှိသေးလို့ပါ။အကြဖြူငားနေတဲ့အိမ်လေးကလည်းကျူးကျော်ရက်ကွက်မှာဖြစ်ပြီးတော့အိမ်ကိုသွားဖို့အတွက်ရေမြောင်းနေပေါ်ကနေထိုးထားတဲ့ဝါးတရားကနေသွားရပါတယ်။အကြဖြူတို့ဟာဆင်းရဲနွမ်းပါလို့လျှက်စစ်မိတောင်မစင်နိုင်ပါဘူး။ဒါကြောင့်အခုတခါမှာတော့မဲအကြဖြူကိုလှိုင်တရအရှေ့ပိုင်းခရိုင်နဲ့အနောက်ပိုင်းခရိုင်ကတန်ဃာတော်တွေနဲ့အတူအိမ်ချမ်းမြေပွဲစားဦးရွှေမန်းနဲ့တခြားသောစေတနာရှင်အလူရှင်တွေကနေလှိုင်တရအနောက်ဘက်ပိုင်းမှာသိန်း1000ကျော်တန်ခြံကြီးတစ်ခြံကိုဝယ်ပေးလိုက်ပါတယ်။ဒါတည်းမကအကြဖြူလေးလုံးကျုံစွာပညာသင်ကြားနိုင်ဖို့အတွက်အိမ်ကိုလည်းတိဆောက်ပေးဦးမှာပါ။ဒါအပြင်မဲအကြဖြူလေးအတွက်တသက်တာပညာဒါနပေးမဲ့အလူရှင်တွေကလည်းအစဉ်သင့်ရှိနေပါပြီ။အထူးသဖြင့်တော့သမီးလေးအကြဖြူကသူမတို့မိသားစုဟာနေမကောင်းပေမဲ့ငွေကြေးချိုးတဲ့လို့စိတ်မကူတာနိုင်တာကြောင့်သူမအနေနဲ့ဆရာဝန်မကြီးဖြစ်ချင်တယ်လို့ဆိုပါတယ်။ပရိသတ်တွေကရောလိမ္မာရင်ကျေးတဲ့သမီးလေးအကြဖြူကိုလေးစားမိရလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။